ဒါဆိုဒါမှဆိုတာထက်ပေါ့နော်သူကအပြောင်းလဲကိုမကြိုက်ဘူးဆိုတာထက်လဲသူဒီတိုင်းလေးပဲဒီလိုပုံမှန်လေးပဲဒီလိုဖြည်းဖြည်းမှန်မှန်လေးပဲသွားကြတယ်အားလုံးပဲမင်္ဂလာပါကျွန်တော် Alex ဆွမ်းပါကျွန်တော်တို့ဒီတစ်ခေါက်ဆိုတော့ home series လေးမှာကတော့ဒီတစ်ခေါက် episode လေးကတော့ Taurus home Taurus အကြောင်းလေးပဲဖြစ်ပါတယ် Taurus ကိုကျွန်တော်တို့ကဘာနဲ့တင်စားခေါ်ဝေါ်ကြလဲဆိုရင် the builder ပေါ့နော်စောက်လုပ်တဲ့သူဒါမှမဟုတ်ကျွန်တော်တို့က the sensualist ပေါ့နော်အာယုံ၅ပါးခံစားတတ်တဲ့လူလို့ကျွန်တော်တို့ကတင်စားပြီးခေါ်ဝေါ်ကြတယ်ဘာဖြစ်လို့ the builder လို့ခေါ်ဝေါ်ကြလဲဆိုရင် the builder ဆိုတာကသူက builder ဆိုတဲ့အတိုင်းလေးပဲသူတခုခုဆိုရင်ဖြည်းဖြည်းမှန်မှန်ပုံမှန်လေးကိုပဲသူကတိဆောက်သွားတယ်ဘာပဲဖြစ်ဖြစ်သူ့ရဲ့ဘဝကိုပဲဖြစ်ဖြစ်သူ့ရဲ့အလုပ်ကိုင်ပဲဖြစ်ဖြစ်သူ့ရဲ့နေပုံထိုင်ပုံလေးပဲဖြစ်သူကြည့်လိုက်ပုံစံကိုကြည့်လိုက်တာနဲ့ဖြည်းဖြည်းလေးမှန်မှန်လေးနဲ့ပဲသူသွားရတယ်ပေါ့နော်ငြိမ်ငြိမ်လေးပေါ့နော်အေးအေးငြိမ်ငြိမ်လေးနဲ့ပဲသွားတတ်တယ်ပေါ့နော်အဲ့တော့ဘာလို့ the sensualist လို့ခေါ်ရဲဆိုရင် Taurus energy ရှိတဲ့လူတွေမှာကျွန်တော်တို့အာယုံ၅ပါးဖြစ်တဲ့အမြင်အကြအနက်အရတာအထိတွေ့ဆိုတဲ့အာယုံ၅ပါးနဲ့ပတ်သက်တဲ့အာယုံခံစားမှုလေးတွေသူဒီကောင်းကောင်းမွန်မွန်ခံစားတတ်တာဖြစ်တဲ့အတွက်တချို့တွေကကြတော့ဘယ်လိုမျိုးနားလည်ကြလဲဆိုရင်တချို့ဒီ Taurus energy ရှိတဲ့လူတွေကကြတော့ branded ပစ္စည်းတွေအရန်ကြိုက်ကြတယ်အရန်သုံးကြတယ်လို့သူတို့ရဲ့တကယ်ချင်းတွေဘေးပတ်ဝန်းကျင်အမြင်တက်လိုက်ပဲပေါ့နော်အမှန်တော့သူတို့က branded နောက်ကိုလိုက်တယ်ဆိုတာအထက်ပေါ့နော်သူတို့သုံးဆွဲတဲ့ပစ္စည်းတွေမှာဆိုရင်သူတို့ထိတွေ့လိုက်တာပဲဖြစ်ဖြစ်အနက်ရေမွေးရတဲ့အနက်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်အနက်လေးတွေအမြင်အာယုံလေးတွေနောက်ပြီးကြတော့အဲ့လို music ဆိုလဲတန်စင်အကြားအာယုံလေးတွေပေါ့နော်ဒီလိုအာယုံတစ်ခုချင်းစီမဟုတ်ဘဲနဲ့ဒီလိုမျိုးပတ်ဝန်းကျင်မှာဆိုလဲအာယုံ၅ပါးနဲ့ထိတွေ့ရတဲ့ experience လေးတွေကိုသူအရန်ကြိုက်တယ်ဖြစ်တဲ့များသောဖြစ်ဒါမျိုးတွေဒီ luxury နေရာမျိုးတွေပဲဖြစ်ဖြစ်ဥပမာ luxury cafe လို့ luxury shopping mall ပေါ့နော် shopping mall တော့မှကျွန်တော်တို့ကပို့ပြီးမှ branded တွေမှာရှိတဲ့ shopping mall တွေကိုသူသွားတာမျိုးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်ဒါမျိုးတကယ်ချင်းရှိတဲ့လူတွေကြုံမှုကြမယ်ထင်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့မြေကြီးဆိုင်ဖြစ်တဲ့အတွက်လေသူကအပြောင်းလဲကိုမကြိုက်ပဲနဲ့ဒီတိုင်းလေးပဲပုံမှန်လေးပဲသွားချင်တယ်အဲ့တော့ Capricorn လိုမျိုးသူကဒါဆိုဒါမှဆိုတာထက်ပေါ့နော်သူကအပြောင်းလဲကိုမကြိုက်ဘူးဆိုတာထက်လေသူဒီတိုင်းလေးပဲဒီလိုပုံမှန်လေးပဲဒီလိုဖြည်းဖြည်းမှန်မှန်လေးပဲသွားချင်တယ်အဲ့တော့ကျွန်တော်တို့အင်္ဂလိပ်စကားပုံရှိပါတယ် slow and steady wins the race ဆိုတာပေါ့နော်ကျွန်တော်ယုံတဲ့လိမ့်မှာဆိုရင်လိမ့်တီဖြည်းဖြည်းမှန်မှန်လေးနဲ့သူပန်းတိုင်ကိုရောက်ရှိသွားတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ Taurus energy ရှိတဲ့လူတွေကလည်းဒီစကားပုံကျင့်သုံးတဲ့လူတွေဆိုလည်းမမှားပါဘူးပေါ့ကျွန်တော်တို့ဒါကတော့လူတွေမှာရှိတဲ့ energy အိမ်ဒီမှာဆိုဘာနဲ့တူလဲဆိုရင် Taurus ကကျွန်တော်တို့ Venus ဂျိုဆုံးမိုးတာဖြစ်တဲ့အတွက်အိမ်ထဲကိုဝင်လိုက်တယ်ဆိုရင် Taurus energy ရှိတဲ့အိမ်ဒီမှာဆိုရင်ပထမဆုံးနေနေကြဘာလဲဆိုရင်ပစ္စည်းကောင်းလေးတွေကိုတုံးထားတာလေးတွေတွေ့ရတယ်မှာ branded ပစ္စည်းလို့ခေါ်ထားတဲ့ပစ္စည်းကောင်းလေးတွေတုံးထားတာလေးတွေကိုတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ Capricorn ကျတော့သူက architect ဖြစ်တဲ့အတွက်သူ့အိမ်ရဲ့သဘောတရားကကြမ်းခိုင်တာချင်းတူတူတောင်မှ Taurus energy ရှိတဲ့အိမ်တွေကကျတော့ interior design ထဲမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဥမာထိတွေ့လိုက်တဲ့အခါတသားကြောလေးတွေကိုထိရတာမျိုးတွေတို့ကြောက်တုံးအေးအေးဖြူဖြူတန့်တန့်လေးတွေကိုသူ့အနေနဲ့ကင်ပြီးတော့မှဒီပုံမှာသူ feeling လာတာမျိုးတွေလို့ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်ပြီးတော့ရှင်အဓိကနောက်တစ်ချက်ကကြပါလဲဆို Taurus energy ရှိတဲ့အိမ်တွေမှာဆိုရင်အိမ်ထဲကိုဝင်လိုက်တာဆိုရင်အဲ့လိုအမွှေးတာလို့မမွှေးဘူးဆိုရင်တော့မှအနံ့သက်ဆိုးတွေမရှိတာမျိုးတွေအဲ့လိုမျိုးတွေနဲ့ဝင်းရံရတာကိုသူ့အနေနဲ့ comfortable ဖြစ်တယ်ပေါ့နော်ဒီလို energy ရှိတဲ့အိမ်တွေမှာဆိုရင်ဒါမျိုးလေးတွေတွေ့ရတတ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့လေ Taurus energy ရှိတဲ့အိမ်တွေမှာဆိုရင်ကျွန်တော်တို့ handcrafted လို့ခေါ်တဲ့ artisan ပစ္စည်းတွေပေါ့နော်ကျွန်တော်တို့ဥပမာဆိုရင်နာမည်ကြီးဘဘူးပစ္စည်းအားလို့ဂျပန်ကတက်သားလုံးထုထဲလို့မဒါတော့မှလုံးဝ master ကထုတ်ထားတယ်ပေါ့နော်တစ်ခုဆိုတစ်ခုပဲရှိတဲ့ပစ္စည်းမျိုးတွေပေါ့နော် handcrafted ပစ္စည်းမျိုးတွေလည်းဒီအိမ်တွေမှာဝင်းရံပြီးတော့မှတွေ့ရတတ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ design translation အနေနဲ့ဘယ်လိုသွားမလဲဆိုရင် Taurus energy ရှိတဲ့အိမ်တွေ Taurus energy ရှိစေခြင်းတဲ့အိမ်တွေမှာဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကအထီးတွေ့ပေါ့နော်အထီးတွေ့မှာဆိုရင် texture လေးတွေပါတဲ့ကြောက်တုံးလို့တဘာဝကြောက်တုံးလို့ဒါမှမဟုတ်တဘာဝတစ်သားလို့တကယ်လို့ကိုယ်အနေနဲ့ကိုက budget ကြောင့် constraint ကြောင့်ဖြစ်သွားရဆိုတော့မှထီးတွေ့ရဲ့ခါကျရင်အဲ့လိုမျိုး texture တစ်ခုပေါ့နော်မျက်နှာပြင်လေးမညီမညာဖြစ်တာတစ်ခုခုလေးပါတဲ့ materials မျိုးတွေကျွန်တော်တို့ကထည့်သုံးရသလိုသူ့နောက်တစ်ခုဘာကွာလဲဆို Taurus မှာရှိတဲ့ဟာကြောင့်ကျွန်တော်တို့က linen ပေါ့နော်ကျွန်တော်တို့ပိတ်စတွေ fabric တွေမှာဆိုရင်ဥပမာဆိုရင်ကျွန်တော်တို့ထိုင်နေတဲ့ sofa ပဲဖြစ်ဖြစ်နောက်ပြီးကြတော့ကတင်အိပ်ရခင်းတို့ခေါင်းအုံတို့မှာဆိုလေကိုယ်နဲ့ထိတွေ့အသားမှာဆိုရင်တချို့တွေဣတာကြိုက်မဲ့တချို့ကြတော့နူးညံ့တာဖြစ်မဲ့တချို့ကြတော့အဲ့လိုမျိုးနည်းနည်းခက်ကြမ်းပြီးတော့မှကင်လို့ကောင်းတဲ့အနေအထားမျိုးလေးတွေပေါ့နော်တေးကြတယ်ဒါတွေကောင်ကပိုစည်းပိုကြီးတဲ့ပိတ်စတွေပဲဖြစ်မှာပဲပေါ့နော်အဲ့လိုမျိုးအခင်းချင်းပါတဲ့ design element လေးတွေကို interior design လေးတွေ decoration လေးတွေကိုသူ့အနေနဲ့အရန်ဆင်ပြေပါတယ်အဲ့တော့ဒီလိုပိတ်စမျိုးမှာဆို
ဆိုနောက်တစ်ခါကျဥမာကော်စောဆိုလဲသူကကော်စောကောင်းကောင်းခြေထောက်နဲ့နင်းတဲ့ခါကျရင်အီးတဲ့နေရာမှာအီးရမယ်နောက်ပြီးကြတော့မှကျန်းတဲ့နေရာမှာကျန်းမယ်ကျန်းတယ်ဆိုလဲသူခြေထောက်ကိုရှပြီးကျန်းတဲ့အကျန်းတမ်းမျိုးမဟုတ်ဘူးသူကျန်းတယ်ဆိုရုံလောက်လေးပဲဖုံခါဖို့ကျန်းတယ်ဆိုရုံလောက်လေးပဲခြေထောက်ကိုရှသွားတဲ့ဟာမျိုးတွေမဟုတ်ဘူးပေါ့နော်အဲ့တော့ Venus ဂျိုကစိုးမိုးတာဖြစ်တဲ့အတွက် Taurus home မှာဆိုရင်နောက်တစ်ခုကဘာဖြစ်နိုင်လဲဆိုရင် design themes အရာဆိုရင် classical design လေးဖြစ်တယ်လို့ modern ဆိုရင်တော့မှသူက asymmetry လို့ခေါ်ရဲကျွန်တော်တို့ဘယ်နဲ့ညာနဲ့ညီရတယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကဒီ European themes တွေ classical themes တွေနောက်ပြီးတော့ colonial themes တွေမှာဆိုရင် layout တွေမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီဘယ်နဲ့ညာနဲ့ပေါ့နော်ဘယ်မှာရှိတဲ့အခန်းကျယ်ဝန်တိုင်းညာမှာလည်းရှိတဲ့အဝင်ထွက်ဆိုလဲ center တက်တယ်ပေါ့နော်တကား main ပေါက်ကြီးဆိုရင် center တက်တယ်တကားရဲ့ site ကလည်းကျွန်တော်တို့ဘယ်အသေးညာအကြီးတွေမဟုတ်ဘူးဒီလိုတစ်ချက်တည်းပဲစောင်းနေရမျိုးလည်းမဟုတ်ဘဲနဲ့ဘယ်နဲ့ညာနဲ့သူပဲဆိုရဲ symmetry တွေကိုဒီအိမ်လေးမှာတွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခုကြပါလဲဆိုရင်ဒီအိမ်မှာဆိုရင်လူတွေရတယ်ကျွန်တော်တို့စက်တရေရှိတယ်ဆိုတာထက်ပေါ့နော်ကျွန်တော်တို့ Leo တွေကစက်တရေရှိရဆိုရင် Taurus တွေကကြတော့ဘာလဲဆိုအင်ဒရီရှိတာပေါ့နော်အင်ဒရီရှိတယ်ဆိုတဲ့ခံစားချက်တွေလည်းရတယ်လို့ဒီအိမ်ထဲဝင်လိုက်လို့ရှင်လဲအိမ်ထဲမှာလည်းဒီလို energy လေးရတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့ Taurus energy ရှိတဲ့ home နေမှာနေခြင်းနဲ့နေဖို့အဆင်ပြေတဲ့လူတွေကကြတော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ Taurus energy မှာဆိုရင်သူ့မှာ sofa လေးကောင်းကောင်းပေါ့နော်အဲ့ sofa ဈေးကြီးလိုက်မယ်ဘာဖြစ်လို့ဆိုတော့သူ fabric ကောင်းကောင်းအသားဆိုလဲထိလိုက်တဲ့အခါ fabric ကောင်းကောင်းပုံစံမျိုးလေးတွေအဲ့လိုမျိုးမှာသူထိုင်ပြီးတော့မှကျွန်တော်တို့ခုနပြောတဲ့အာယုံ၅ပါးเนาะသူအထီးတွေ့ပါမယ်ပြီးသွားရှင်ကြာသူ music လေးငြိမ်ညောင်းသေးတန်တာတဲ့အဲ့လို music လေးတစ်ခုဖွင့်ထားမယ်ပြီးအနက်ရေမွေးဖြစ်ဖြစ်ပန်းနံပဲဖြစ်ဖြစ်ပန်းချံပဲဖြစ်ဖြစ်เนาะပန်းချံမှာဆိုလဲကျွန်တော်တို့ garden ရှိရဆိုရင်လဲ Taurus energy ရှိရလူဒီပန်းတွေကိုကြိုက်ပါတယ်เนาะတချို့ကျအပင်တွေပဲကြိုက်တာရှိတယ် Taurus energy ရှိရလူတွေကကြတော့ပန်းပါကြိုက်တာပေါ့เนาะပန်းအလှလေးတွေကိုကြိုက်တယ်အလှတရားလေးတွေကိုသူကကြိုက်တာဖြစ်တဲ့အတွက်အမြင်မှာဆိုလဲအဲ့လိုမျိုးပန်းလေးတွေမြင်ရတာမျိုးလေးနောက်တစ်ခုကကြဘာလဲဆိုရင်ကျွန်တော်တို့ခုနကအကြားပြီးွားပြီးအနက်မှာဆိုလဲအမွေးတွေပါတယ်ပေါ့နော်ပြီးတော့ရှင်အရသာအနေနဲ့ဥပမာဆို coffee ကောင်းเนาะ coffee ကောင်း artisan coffee ပေါ့နော် commercial coffee မဟုတ်ဘူးကျွန်တော်တို့ဆိုင်တိုင်းထဲမှာအလွယ်လင်းတကူရတဲ့ coffee မျိုးမဟုတ်ဘဲနဲ့ဒီနေရာဒီဒေသမှာထွက်တဲ့ coffee သူအရန်ကြိုက်တဲ့အရသာရှိတဲ့ coffee လေးကိုသူက enjoy လုပ်ပြီးတော့ဒီအာယုံ၅ပါးကိုခံစားပြီးအိမ်ထဲမှာနေကျင်တဲ့လူတွေဆိုလဲမမအောင်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ Taurus home energy လေးတွေကကြတော့ရေရှည်မှာအပြောင်းလဲမရှိဘဲနဲ့ဘဝကိုဒီတိုင်းလေးပဲအဲ့လိုမျိုးအာယုံလေးတွေခံစားပြီးတော့မှ life ကို to the fullest enjoy လုပ်ပြီးတော့နေသွားတဲ့ century လေးကိုကျွန်တော်တို့ကခေါ်ပေါ်ပါတယ်အဲ့တော့ဒီတစ်ခါကတော့ Taurus energy ခေါင်းလေးပါကျွန်တော်တို့နောက်လာမယ့် episode လေးကကြတော့ကျွန်တော်တို့အနေနဲ့အရန်စူးစမ်းလေးလာစွမ်းအားကောင်းတဲ့ Gemini တွေအတွက် Gemini home energy episode လေးကိုဆက်လက်ရှုစားပေးကြပါဦးအခုဒီတစ်ခါကျွန်တော်တို့ Taurus home season လေးကိုလည်းကျွန်တော်မိတ်ဆွေတို့အနေနဲ့ကြိုက်နေတတ်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ page လေးကို like and share လေးလုပ်ထားပြီးတော့ကျွန်တော်တို့ဒီ page လေးမှာ follow လုပ်ပြီးတော့ဒါမျိုး content လေးကိုလည်းဆက်လက်ပြီး enjoy လုပ်ပေးကြပါကျေးဇူးများကြီးတင်ပါတယ်ဗျာ